မနာလိုဝန်တိုစိတ်ရဲ့ဆိုကြတဲ့ကပထမဦးဆုံးအချက်တစ်ချက်ကိုဖတ်ပြပါမယ်ရှင်အမြဲတမ်းစိတ်ပူပန်ရခြင်းမနာလိုစိတ်ရှိတဲ့သူဟာအမြဲတမ်းစိတ်ပူနေရပါတယ်ဘယ်တော့မှစိတ်အေးချမ်းမှုမရပါဘူးမနာလိုခြင်းရဲ့ပူလောင်တဲ့စိတ်ကိုသူ့ရဲ့ရင်ထဲမှာတိမ်စီတူလောင်ထားတဲ့အတွက်အဲ့ဒီသူဟာအမြဲတမ်းပဲရင်ပူနေရပါလိမ့်မယ်သူတစ်ပါးအောင်မြင်မှာကိုစိုးရိမ်နေစိတ်ဖြစ်တဲ့အတွက်စိတ်ဖိစီးမှုဖြစ်လာပါလိမ့်မယ်စိတ်ဖိစီးမှုကနေအမြဲတမ်းစိတ်ပူပန်နေရမယ်စိတ်မပူခြင်းရင်မနာလိုဝန်တို့စိတ်မရှိအောင်နေပါနံပါတ်1အချက်လူမုံများခြင်းမနာလိုသူစိတ်ရှိသူကိုလူအများကမုန်းကြပါတယ်မနာလိုစိတ်ရှိသူနဲ့ဘယ်သူမှအပေါင်းအသင်းမိတ်ဆွေမဖြစ်ချင်ကြပါဘူးမနာလိုစိတ်ရှိတဲ့သူမှာသူတစ်ပါးအကျိုးစီးပွားကိုအမြဲတမ်းပျက်စီးစေခြင်းနဲ့ဆန္ဒရှိနေတဲ့အတွက်လူအများကမုန်းကြပါတယ်မနာလိုဝန်တိုစိတ်ရှိသူကသူတစ်ပါးရဲ့အောင်မြင်မှုစိတ်ချမ်းသာမှုကိုမြင်ရတဲ့အခါသူစိတ်တွေကပူလောင်လာပါတယ်စိတ်ပူလောင်နေတဲ့အတွက်သူ့ဘဝကလည်းအမြဲတမ်းပူလောင်နေမှာပါဒါကြောင့်လူအများကမနာလိုစိတ်ရှိတဲ့သူစိတ်ထားကြောင့်သူ့ကိုမုန်းကြပါတယ်လူတွေရဲ့ချစ်ခင်မှုကိုရချင်ရင်မနာလိုတို့စိတ်မထားပါနဲ့နံပါတ်3အချက်အထီးကျန်ခြင်းမနာလိုစိတ်ရှိသူနဲ့ဘယ်သူမှမဆွေးမဖြစ်ချင်ကြပါဘူးမနာလိုစိတ်ကပူလောင်တဲ့စိတ်ဖြစ်တဲ့အတွက်သူ့အနာကိုဘယ်သူမှမနေချင်ကြပါဘူးမနာလိုစိတ်ရှိသူရဲ့အနာမှာနေရင်ရင်ပူရပါလိမ့်မယ်မနာလိုစိတ်ရှိသူကိုဘယ်သူမှလေးစားမှုရှိမှာမဟုတ်ပါဘူးလူတွေရဲ့လေးစားမှုယုံကြည်မှုမရရှိတဲ့သူဟာလောကလေးမှာမျက်နှာမြင်ရပါလိမ့်မယ်မနာလိုစိတ်ကြောင့်နောက်ဆုံးမှာသူတယောက်တည်းအတိကျစွာနေရပါလိမ့်မယ်အထီးကျန်ခြင်းရဲ့မနာလိုစိတ်မရှိအောင်နေပါနံပါတ်4အချက်ကိုယ်ရည်ကိုယ်တွေကြာဆင်းခြင်းမနာလိုစိတ်ရှိသူကလူကျင့်ဝတ်ကိုမသိတဲ့သူဖြစ်တဲ့အတွက် personality ကိုယ်ရည်ကိုယ်တွေကြာဆင်းစေနိုင်ပါတယ်လူတစ်ယောက်မှာကောင်းမွန်တဲ့ကိုယ်ရည်ကိုယ်တွေမရှိတဲ့အဲ့ဒီလူရဲ့ဘဝမှာမအောင်မြင်နိုင်ပါဘူးဒါပဲလုံးကြာရှုံးနေမှာပါပဲမနာလိုဝန်တိုစိတ်ကကိုယ်မှာရှိတဲ့အရေးအချင်းတွေကိုဆွဲချပစ်တဲ့အတွက်ကိုယ်ရည်ကိုယ်တွေကြာဆင်းစေတာပါဒါကြောင့်တင်းရဲ့အရေးချင်းကိုမြင့်တင်ခြင်းရဲ့မနာလိုဝန်တိုစိတ်မရှိအောင်နေပါနံပါတ်5အလုံးလက်မဲ့ဖြစ်ခြင်းမနာလိုဝန်တိုစိတ်ရှိသူကအရာအလုံးကိုမကောင်းမြင်နေတဲ့အတွက်ဒါပဲလို့အဆင်မပြေဖြစ်နေမှာပါပဲဘယ်လုပ်ငန်းခွင်မှာမဆိုမနာလိုဝန်တိုစိတ်ရှိသူဟာအဆင်မပြေမှုတွေပဲကြုံနေရပါလိမ့်မယ်သူရဲ့လုပ်ကိုအာရုံစိုက်ပြီးလုပ်မဲ့အစားသူများအပေါ်အာရုံစိုက်နေတဲ့အတွက်လုပ်ငန်းခွင်မှာအမြဲတမ်းကြာရှုံးနေပါလိမ့်မယ်မနာလိုဝန်တိုစိတ်ရှိသူကိုပဲလှုပ်ရှင်ကမှအလုပ်ခန့်ချင်မှာမဟုတ်ပါဘူးကိုယ်ပိုင်လုပ်ငန်းလုပ်နေရင်လည်းရေရှည်မှာအောင်မြင်မှုရဖို့မလွယ်ပါဘူးနောက်ဆုံးမှာအလုပ်လက်မဲ့ဖြစ်နေပါလိမ့်မယ်ဒါကြောင့်မနာလိုဝန်တိုစိတ်မရှိအောင်နေပါနံပါတ်6ဆင်းရဲဒုက္ခရောက်ရခြင်းမနာလိုခြင်းချမ်းသာခြင်းဆိုသလိုမနာလိုစိတ်ရှိနေချမ်းသာမှုနဲ့ကင်းကွာနေပါလိမ့်မယ်မနာလိုဝန်တိုစိတ်ကဆင်းရဲခြင်းကိုဖြစ်စေတယ်စိတ်ဆင်းရဲခြင်းကိုယ်ဆင်းရဲခြင်းငွေကြေးဆင်းရဲခြင်းမိတ်ဆွေဆင်းရဲခြင်းအကူအညီဆင်းရဲခြင်းစားတဲ့ဆင်းရဲခြင်းများစွာနဲ့ကြုံတွေ့ရနိုင်တဲ့အတွက်ဆင်းရဲဒုက္ခရောက်နိုင်ပါတယ်ဒါကြောင့်မနာလိုဝန်တိုစိတ်မရှိအောင်နေပါနံပါတ်9ရုပ်အိုခြင်းမနာလိုဝန်တိုစိတ်ရှိသူဟာရုပ်ဆင်းအင်္ဂါအုံမေးရင်းရုံနိုင်ပါတယ်သူရဲ့ရုပ်မာတဲ့စိတ်ထားကြောင့်ရုပ်ရည်ချောမောသူဖြစ်လင့်ကစားအယုတ်ဆိုးလာပါလိမ့်မယ်မနာလိုဝန်တိုစိတ်ကြောင့်အုံမေးရင်းရုံလာပြီးရုပ်ဆင်းအင်္ဂါပျက်စီးလာပါလိမ့်မယ်ဒါကြောင့်ရုပ်လာခြင်းရဲ့မနာလိုစိတ်မထားပါနဲ့အခုဖော်ပြသွားတဲ့အချက်တွေကမနာလိုဝန်တိုစိတ်ရှိခြင်းကြောင့်ခံစားရမယ့်ဆိုးကျိုးတွေဖြစ်ပါတယ်ဒါကြောင့်မနာလိုဝန်တိုစိတ်မရှိအောင်နေထိုင်မှုအကြံပြုတင်ပြပေးလိုက်ပါတယ်။တင်မှာမနာလိုဝန်တိုစိတ်ရှိရင်ဒီနေ့အားစပြီးဆုံးလွှတ်လိုက်ပါ။